အတားကြီးမျိုးနဲ့အုပ်ချုပ်ရေးရုံမှာဘေးရန်တရဲ့အတွက်ကြိုတင်ပြင်ဆင်မှုများအကြောင်းပြောကြားပါမည်ဂျပန်နိုင်ငံသည်တဘာဝဘေးအန္တရာယ်အလွန်များသောနိုင်ငံဖြစ်ပါတယ်အတားကြီးမျိုးနယ်တွင်လည်းငလျင်ကြီးများသို့မဟုတ်တိုင်ဖုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်ခြေရှိပါတယ်ဘေးအန္တရာယ်ဖြစ်ပွားပါကအိမ်များပျက်စီးခြင်းသို့မဟုတ်ရေကြီးခြင်းများဖြစ်နိုင်ပါတယ်လက်စစ်ဂတ်စ်နှင့်ရေများပြတ်တောက်သွားနိုင်ပါတယ်ဆိုင်များတွင်စားတောက်ကုန်များပြတ်လတ်သွားပြီးပုံမှန်တိုင်းနေထိုင်ရန်ခက်ခဲသွားပါမည်ဘေးအန္တရာယ်အတွက်ပုံမှန်ကလေးကကြိုတင်ပြင်ဆင်ထားကြပါပထမဦးစွာရေအစားအစာနဲ့အိတ်ဆောင်ရင်သားများကိုအနည်းဆုံး3ရက်စာကြိုတင်ပြင်ဆင်ထားပါငလင်းလုံသောအခါပရိပိုကများလဲကျမလာစေအောင်ခိုင်မဲအောင်ပြုလုပ်ထားပါထို့ဖြင့်အန်ဒရယ်ရှိချိန်တွင်ပြေးရမည့်ဘေးကင်းသောနေရာကဲဆယ်ရေးစခန်းဟင်းနန်းကျိုးကိုလည်းကြိုတင်အတည်ပြုထားပါတင်းရဲ့ smartphone တွင် Adachi Disaster Prevention App ကိုထည့်သွင်းထားပါဤ application သည်ဘာသာစကား10မျိုးကိုအထောက်ပံ့ပေးပါတယ်ဘေးအန္တရာယ်ဖြစ်ပွားသောအခါမြို့နယ်ရုံးမှအရေးကြီးသောသတင်းချက်လက်များကိုပေးပို့ပါမယ်ကဲဆယ်ရေးစခန်းဘယ်မှာရှိသလဲလူများနေသလားဆိုသည်ကိုလည်းချက်ချင်းသိနိုင်ပါတယ်အခမဲ့ download ရယူနိုင်ပါတယ်နလျင်ကြီးလို့ပါကမလန့်ပါနဲ့စားပွဲအောက်ထို့ဝင်၍မိမိကိုယ်ကိုကာကွယ်ပါတုံခါမှုရက်သွားပါကမီးများကိုပိတ်ပါတိုင်ခုံမုန်တိုင်းဖြစ်ချိန်တွင်ဝရန်တာရှိပစ္စည်းများလွင့်မသွားစေရန်တင်စီထားပါအန်ဒီရဲ့ရှိချိန်တွင်စောစောစီးစီးဘေးလွတ်ရာသို့ရှောင်သိမ်းရန်အရေးကြီးပါသည်မိမိနဲ့မိမိမိသားစုကိုကာကွယ်နိုင်ရန်တိကျစွာကြိုတင်ပြင်ဆင်ထားကြပါအသေးစိတ်အချက်လက်များကိုအရာချီမျိုးနယ် website တွင်ကြည့်ရှုစစ်ဆေးပါ